ခါစီကြရင်ငါတို့အဲ့ရုပ်ရှင်တွေကလိုမျိုးထိုင်းလူတွေတခုရောက်နေလို့မခံစားဘူးလား ရှောက်ပြောမနေနဲ့ငါမေလာတော့မယ်နော်မြင်မြန်တော့အော်ကြည့်ရရိုးနေရောက်လိုင်းပြောင်းရဘူးပဲ မရှိဘူးအဲ့မှာရှာကြည့်ပါလား အမမလည်းမတွေ့ဘူးအောက်မှာလည်းမသိဘူး ရှိဘူးလို့မကြည့်ပါလားဘလို့ရှိမှာမရှိပါဘူး အဲ့ငါဝန်ထားတဲ့ရှောက်ကငါတို့တိုင်းနဲ့နေနော်မင်းအောက်မှာပဲရှိမှထင်တယ်လို့ပါအောင်ထားပါကွာ remote တစ်ခုလို့ငါအောက်မှာရှိနေငါတိနေမယ်လို့မင်းမထင်ဘူးလားမင်းမထင်ဘူးလား မသိရှင်မသိမှာပေါ့မင်းဒါပေမဲ့မင်းမသိပဲတတ်ထိုင်ထားနေမှာကွာငါမှရှာရတဲ့မင်းအောက်ပဲကြည့်ရတော့ဒါလေး မင်းဘာလို့ငါဖင်ရကိုရမ်းရှာချင်နေရလဲ မဟုတ်ငါပြောချင်တာမင်းအဲ့တော့မူးနေမင်းတိမှာလားမင်းတတ်ထိုင်ထားတာ ငါမမူအေးသေးငါအဲ့ဒါအကုန်လုံးတောက်လိုက်နိုင်တယ်နော် တော်မင်းမူးလေ ငါမမူအေးစေးနောက်တပူးတောင်ထပ်တောက်နိုင်သေးရဲ့ ဟိုကငါပြောချင်တာမင်းတလောက်မူးနေရကွာရဘူးမင်းတတ်ထိုင်ထားရအောင်မင်းတိချင်မှတိမှာဒါလေး remote ကငါဖင်ရောက်မှာရှိနေဆိုငါတိရမှာဗောလို့ အဲ့လေမင်းတိချင်မှတိမှာပေါ့ငါမှရှာရတယ်မင်းဖင်အောင်ပဲကြံနော် ဟဲ့ remote ကငါဖင်ရောက်မှာရှိနေဆိုရင်ငါမတိပဲနေမယ်လို့မင်းထင်လားမင်းထင်လား မတိဘူးလေမင်းဒီတိုင်းမတိမှတတ်ထိုင်ထားတယ်ပေါ့ငါပဲတိမှာ မရှိဘူးလို့ပြောနေရအောင်ကွာ ကြောင်ငါဝန်နာလေးရှာပြီးသွားတယ်အကုန်လုံးနဲ့နေမင်းဖင်အောင်ပဲကြံတော့နော် အေးအဲ့လိုကြည့်ရှိလားမင်းကြည့်ရှိလားပြောရှိလား တိဘူးလေ ရှာကြည့်အပေါ်မှာရှိနေရှိမှာရှာကြည့် တခါတလေလေးငါတို့အဲ့လိုရုပ်ရှင်တွေကလိုမျိုးထိုင်း look တစ်ခုဖြစ်နေမယ်လို့မခံစားမိဘူးလား